တော့ပို့ပြီးတော့ကျွန်တော်တို့ဒီလိုမုံမြက်လာတဲ့လာတွေမှာအီဘာဒတ်ကိုပို့ပြီးတော့တိုးလို့ရမယ်တရာဝီတွေနမားတွေဖတ်ပြီးတဲ့အပြင်ကျွန်တော်တို့ညတွေမှာအချိန်ထုတ်နိုင်တယ်ဆိုရင်တာဂျွတ်ကိုလည်းဖတ်တာဂျွတ်ဖတ်တာနဲ့ပတ်သက်ပြီးတော့အင်မတန်မှမုံမြက်ထွတ်မြတ်တဲ့ဖဇီလတ်တွေဟဒီစ်တော်မှာလာရှိတယ်တမန်တော်အမိန့်ရှိတယ်လိုင်ဆာမီနလ်ကာမီနီကာမီလီနာမလာယကူမူလိုင်ဘရူဟာတာဂျွတ်ကိုမဖတ်ဘူးလေတာဂျွတ်ကိုမဆောက်တည်ဘူးလေအဲ့ဒီလူကပြည်စုံကုံလုံးနဲ့လူစင်းထဲမှာထဲ့တွင်ရေမှတ်ခြင်းခံရမှာမဟုတ်လူတယောက်ကပြည်စုံတဲ့လူပြည်စုံကုံလုံးတဲ့လူအင်မတန်မှပေါက်မြောက်တဲ့လူဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီလူအတွက်အရေးကြီးတာကသူဒီတာဂျွတ်နမားကိုဆောက်တည်ရတမန်တော်အမိန့်ရှိတယ်တာဂျွတ်ဖတ်တဲ့လူကအလ္လာဟ်ထံမှာပြည်စုံတဲ့လူပဲအလ္လာဟ်ထံမှာပြည်ဝတဲ့လူပဲအလ္လာဟ်ထံမှာနီးကပ်မဲ့လူအလ္လာဟ်စီမှာအရေးချင်းရှိတဲ့လူဖြစ်တယ်ဒါကြောင့်မလို့တာဂျွတ်ဒီအင်မတန်မှအရေးကြီးဟဒီစ်တော်မှာလာရှိတဲ့တာဂျွတ်ကအင်မတန်မှအရေးကြီးတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ရီဝိုင်တ်တွေကနေတီးရတာကဘာလဲဆိုရင်တမန်တော်ကတစ်ခါကြားလို့ရှိရင်ညတွေမှာနာရကတ်ပဲတာဂျွတ်ဖတ်ခဲ့တာလည်းရှိတယ်ဆာရ်ဘီဒီလိုတမန်တော်ရဲ့ဖတ်ခဲ့တာနာရကတ်ရှိတယ်လေးရကတ်ရှိတယ်ဆာရ်ဘီအနည်းဆုံးတမန်တော်နာရကတ်လည်းဖတ်ခဲ့တာရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကမနိုင်ဘူးဆိုရင်တော့မှအများကြီးမဖတ်နိုင်ဘူးဆိုရင်တော့မှအနည်းလေးနာရကတ်လောက်တာဂျွတ်ဖတ်လိုက်တယ်ဆိုလို့ရှိရင်အင်ရှာလာကျွန်တော်တို့ရဲ့ညတွေပြည့်စုံသွားမယ်ကျွန်တော်တို့ကလည်းပြည့်စုံကုံလုံးတဲ့လူစင်းထဲမှာပါအောင်မယ်ဒါကြောင့်မို့လို့အနည်းဆုံး10ရကတ်6ရကတ်4ရကတ်7ရကတ်ဆာရ်ဘီဒီလောက်ကျွန်တော်တို့မဖတ်နိုင်ဘူးဆိုရင်တော့မှနာရကတ်လောက်ပင်မခံလိုက်ဘယ်တော့မှမကြောက်2မိနစ်3မိနစ်လောက်မကြောက်4-5မိနစ်မကြောက်ကျွန်တော်တို့ဒီလောက်အချိန်ပေးလိုက်ရင်အင်ရှာလာကျွန်တော်တို့တာဂျွတ်ဖတ်နိုင်တဲ့လူတွေစီးရင်ထဲမှာကျွန်တော်တို့ဝင်သွားမယ်ဒီလောက်တော့ကျွန်တော်တို့အချိန်ပေးတဲ့ဒီလိုမုံမြတ်တဲ့လတွေမှာကျွန်တော်တို့ဒီလောက်တော့အချိန်ထုတ်တဲ့အဲ့တော့တာဂျွတ်ဖတ်တဲ့နေမတ်တာဂျွတ်ဖတ်တဲ့နေမတ်ကတာဂျွတ်ဖတ်တဲ့နေမတ်၄ခုရှိတယ်တစ်ခုကဘာလဲဆိုရင်ဖာအင်နဟူဒါအဘူဆာလီဟီနာကဘလကုမ်ဘရူဟာတာဂျွတ်နမာဇ်ကိုစောက်တည်လေဘရူဟာညမှာအလ္လာဟ်အီဘာဒတ်ကိုလုပ်လေဘရူဟာညမှာနိုးကြပြီးတော့အလုံရှင်မြတ်တခင်ရဲ့အရှိမနမာဇ်ဝတ်ပြုလေနမာဇ်စောက်တည်တယ်အဲ့ဒီလူကြီးတဲ့ဖာအင်နဟူဒါအဘူဆာလီဟီနာကဘလကုမ်အဲ့ဒီလူဟာတူမွန်တူမြတ်တည်းရဲ့စင်းထဲမှာအဲ့ဒီလူကိုအလုံရှင်မြတ်တခင်ထဲ့တွင်ရီမှတ်မှာဖြစ်တယ်ထဲ့တွင်တော်မူမှာဖြစ်တယ်အဲ့တော့တာဂျွတ်စောက်တည်တယ်ဆိုလို့ရှိရင်သူတော်စင်ရဲ့စင်းထဲမှာပါဝင်ခြင်းခါတာဂျွတ်စောက်တည်တယ်ဆိုလို့ရှိရင်ဆွာလီဟင်းရဲ့စင်းထဲမှာထဲ့တွင်ရီမှတ်ခြင်းခါဒါကြောင့်မလို့တာဂျွတ်စောက်တည်တယ်တာဂျွတ်ကိုဝတ်ပြုတယ်ဆိုရင်အလိုအလျောက်အဲ့ဒီလူဟာသူတော်စင်ရဲ့စင်းတွေထဲရောက်သွားမယ်ဆွာလီဟင်းရဲ့စင်းတွေထဲဝင်ရောက်သွားတာဂျွတ်စောက်တည်တဲ့ဒုတိယနေမတ်ကဝဟူဝကုရဘတ်န်အီလာရဘ်ဘီကွန်အဲ့ဒီတာဂျွတ်နမာဇ်ကိုစောက်တည်တယ်ဆိုလို့ရှိရင်အလောင်းရှင်မြတ်တခင်နဲ့နီးကပ်မှုရအလ္လာဟ်နဲ့နီးစပ်မှုရတာဂျွတ်နမာဇ်စောက်တည်တယ်ဆိုတာကညအချိန်မှာနကိုကြအလ္လာဟ်နဲ့စကားပြောတာညအချိန်မှာလူတွေအိပ်ပျော်နေတဲ့အချိန်မှာထပြီးတော့အလ္လာဟ်နဲ့အီဘာဒတ်လုပ်တယ်ဆိုတာကအလ္လာဟ်အင်မတန်မှနှစ်သက်တယ်အဲ့ဒီလိုတာဂျွတ်နမာဇ်ဖတ်တဲ့လူအလောင်းရှင်မြတ်တခင်အင်မတန်မှချစ်ခင်တော်မူတယ်ဒါကြောင့်မလို့ဒီတာဂျွတ်နမာဇ်ဖတ်တယ်ဆိုလို့ရှိရင်ဝဟူဝကုရဘတ်န်အီလာရဘ်ဘီကွမ်အတင်းရဲ့ဖန်ဆင်းရှင်နဲ့နီးကပ်မှုရရှိမယ်အလောင်းရှင်မြတ်တခင်နဲ့နီးကပ်မှုရရှိမယ်ဆိုပြီးတော့လာရှိတယ်အဲ့ဒီတိုင်းပဲတာဂျွတ်နမာဇ်ဖတ်ခြင်းရဲ့တတိယနေမတ်ကဝမဂ်ဖရတ်န်လစ်ဆီယီအာတ်ဝမဂ်ဖရတ်န်လစ်ဆီယီအာတ်ဂုဏတွေကနေမာဖလုပ်ခြင်းခံကျွန်တော်တို့ဂုဏပြစ်မှုတွေလူသားဖြစ်တဲ့အလျောက်ကျွန်တော်တို့မှာဂုဏပြစ်မှုကတော့အနည်းနဲ့အများရှိတာအဲ့တော့ကျွန်တော်တို့တီနဲ့ဖြစ်စေမတိဘဲနဲ့ဖြစ်စေကျူးလွန်မိထားတဲ့ဂုဏတွေဆိုတာအများကြီးရှိဒါကြောင့်မလို့ကျွန်တော်တို့တာဂျွတ်နမာဇ်စောက်တည်လိုက်ပြီဆိုရင်အဲ့ဒီတာဂျွတ်နမာဇ်စောက်တည်ခြင်းရဲ့နေမတ်ကတတိယနေမတ်ကဂုဏတွေကနေအလောင်းရှင်မြတ်တခင်ဟာဂုဏတွေပြစ်မှုတွေကိုအလောင်းရှင်မြတ်တခင်မာဖလုပ်ပေးမယ်ခွင့်လွှတ်ပေးမယ်တာဂျွတ်ပုံမှန်ဆွဲမြဲမြဲဖတ်တယ်ဆိုရင်သူ့ရဲ့ဂုဏတွေအလားခွင့်လွှတ်ရင်ခွင့်လွှတ်တယ်နောက်ဆုံးဂုဏတွေတော့ရှိတော့မှာမဟုတ်အဲ့တော့တာဂျွတ်ကိုစောက်တည်တယ်ဆိုရင်ဝမဂ်ဖရတ်န်လစ်ဆီယီအာတ်ဂုဏတွေကနေပတ်လက်မှုရရှိမယ်ဂုဏတွေကနေကင်းလင်းမှုရရှိမယ်လေးစားတဲ့တာနာမိတ်ဆွေများခင်ဗျတာဂျွတ်စောက်တည်ခြင်းရဲ့နံပါတ်၄ခုမြောက်နေမတ်ကပါလဲဆိုရင်ဝမနဟာတွန်အန်လ်အစ်ဂုဏတွေကနေရှောင်ကျဉ်နိုင်တဲ့အရေးချင်းရဂုဏတွေကနေရှောင်ကျဉ်နိုင်တဲ့အရေးချင်းကိုအလောင်းရှင်မြတ်တခင်ထည့်သွင်းပေးမှာဖြစ်ကျွန်တော်တို့ဂုဏတွေလုံမိနေတဲ့ဒုစရိုက်တွေလုံမိနေတဲ့မကောင်းတဲ့ကိစ္စတွေကျူးလွန်မိနေတဲ့အဲ့တော့တာဂျွတ်ဖတ်ခြင်းကနေအလောင်းရှင်မြတ်တခင်ကသူ့ကိုဂုဏတွေကနေရှောင်ကျဉ်နိုင်တဲ့အရေးချင်းတစ်ခုသူ့ထဲမှာအလ္လာဟ်ထည့်ပေး
ဂုဏတွေလည်းလာမဖလုတ်ပြီးမှဖြစ်လို့အဲ့တိုင်းပဲရှိဆက်ပြီးတော့ဂုဏတွေမဖြစ်အောင်ဂုဏတွေကနေရှောင်ကျဉ်နိုင်အောင်အလောရှင်မြတ်တခင်အဲ့ဒီအရေးချင်းအဲ့ဒီအင်အားကိုအလောရှင်မြတ်တခင်သူ့ထဲမှာဖြည့်ထည့်တွင်ပေးမှဖြစ်ဒါကြောင့်မလို့ဒီအချက်၄ချက်ဒီတာဂျွတ်နမတ်ဖတ်ခြင်းရဲ့နေမတ်ပဲတာဂျွတ်နမတ်ဖတ်တဲ့ဆိုတာကအင်မနာမပြည့်စုံတဲ့လူရဲ့စီးရင်ထဲမှာပါမယ်အဲ့ဒီအတိုင်းပဲသူတော်စင်တွေရဲ့စီးရင်ထဲမှာပါမယ်အဲ့ဒီတိုင်းအလောရှင်မြတ်တခင်ရဲ့နီးကပ်မှုကိုရရှိမယ်အဲ့ဒီတိုင်းအပြစ်တွေကနေကင်းလွတ်မှုရရှိမယ်အဲ့ဒီတိုင်းပဲအပြစ်တွေကနေရှောင်ကျဉ်နိုင်တဲ့အရေးချင်းတစ်ခုအလောရှင်မြတ်တခင်သူ့ထဲမှာထည့်သွင်းပေးမှဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမုံမြတ်လာတဲ့လမှာပို့ပြီးတော့ကျွန်တော်တို့တာဂျွတ်ကိုစောင့်တည်ရမယ်ကျွန်တော်တို့နောက်ဆုံးညတကောင်ရမှာကျွန်တော်တို့ထပြီးတော့အီဘာဒတ်မလုပ်နိုင်ဘူးပင်ပန်းတယ်တရက်လုံးအလုပ်တွေလုပ်တာတယ်ပင်ပန်းတာတယ်အီဘာဒတ်မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့အီရှာပြီးသွားတဲ့အခါမှာအနည်းဆုံးနရကတ်၄ရကတ်လောက်အီရှာပြီးတဲ့အခါမှာကျွန်တော်တို့အီဘာဒတ်စောင့်တည်နမတ်ဖတ်လိုက်မယ်တာဂျွတ်ဖတ်လိုက်မယ်ဆိုရင်လည်းဒါလေးတာဂျွတ်ရဲ့စီးရင်ထဲမှာဝင်သွားမယ်အလောရှင်မြတ်တခင်ကျွန်တော်တို့ကဒီအချက်၄ချက်လုံးကိုရရှိနိုင်တဲ့အရေးချင်းအလောရှင်မြတ်တခင်ချီးမြှင့်ပေးနာတော်မူပါစေ